ကနေပြန်စားဖို့ဆိုတော့ကိုရိုနာလွယ်ပါဘူးဆရာကြီးဟာ အဲ့ဒီအိမ်လေးကိုနေဖို့ထိုင်ဖို့လေးပြန်ဆောက်မယ်ဆိုရင်တော့အဲ့အဲ့လိုကတော့ပေါ့ဆရာကြီးကရတော့ရပါတယ်ဒါပေမဲ့ကုန်ကျမှုတိုက်တာကြတော့ဘာပြောသလဲဆရာကြီးကဦးစင်းကလည်းသာသနာ့တော်နဲ့ဘာမှထောက်ပံ့မှုအားမရှိဘူးလေသူတို့ကလည်းအသက်အရွယ်တွေကြီးပြီဆိုတော့ဝေရင်ကမတတ်နိုင်ဘူးဆရာကြီးအခုကအမဖြစ်တဲ့သူနဲ့နေတာလားညီမလားညီမ2ယောက်ရဲ့ဦးလေးညီ1ယောက်ရဲ့အဲ့တော့4ယောက်ပေါ့အခု4ယောက်အတွက်4ယောက်အခုချက်ပြုတ်တာကတော့ညီမပဲကြုံတယ်လို့ချက်နေရတာပေါ့ဟုတ်တယ်ညီမ1ယောက်ပဲညီမ1ယောက်ကလည်းသူကတော့အဲ့ဒီမကြမ်းမာရေးမကောင်းသူကလေးရဲနာဆိုတော့လက်လေးတွေခြေတော်ဝေးလေးတွေကသူကပူးနေတာတင်ပါဗျာတဲ့50ကျော်ပေါ်လေအဲ့ဒီ56အဲ့ဒီမှာနေကအဲ့ကြီးမားက58ဦးလေးကတော့အဲ့80ကျော်ပေါ့80လောက်ရှိပြီ80တဲ့ဦးစင်းကတော့61ပေါ့နော်61ပဲဟုတ်တယ်အရင်ကဦးစင်းရဲ့အဲ့ကျောင်းတိုက်မီးလောင်သွားတယ်ဆိုတာအဲ့ဒီဟိုဘယ်မြို့လဲတပည့်တော်မေ့ရေးမြို့အဲ့မွန်ပြည်နယ်ပေါ့နော်ဟုတ်တယ်အဲ့ရေးမြို့မှာလဲအဲ့မီးလောင်သွားပြီးတော့အဲ့ဒီမြေခွက်ကတော့ပြစ်ထားလိုက်တာပေါ့အမှန်လဲဆရာကြီးအဲ့ဒီအကြောင်းကတော့အခုနောက်ထပ်တခြားဖုန်းတော်ကြီးတွေကိုပေးလိုက်တော့တာပေါ့ကျောင်းတိုက်ကသူတို့သိမ်းလိုက်တယ်ဆရာသိမ်းလိုက်တာလားမီးလောင်သိမ်းလိုက်တာသူတို့စခန်းချပါပဲသူတို့စစ်တပ်တွေလားဟုတ်တယ်အဲ့မှာလဲဟိုတိုက်ပွဲတွေရှိတယ်လို့ကျွန်တော်တပည့်တော်သိတာပဲဟုတ်တယ်အဲ့ဒါသူကတိုက်ပွဲတွေရှိတဲ့ခါကျတော့အမေအောင်နေနေတော့တတ်မှတ်ပြီးတော့သူတို့ကစခန်းချတာအဲ့တော့တပည့်ဦးစင်းတို့လည်းနေလို့ထိုင်လို့မရတော့ဘူးပေါ့အဲ့တော့နီးလဲလောင်သွားတော့ဟုတ်တယ်ဆရာကြီးအဲ့တော့စကိုင်းကိုပြေးလာတော့စကိုင်းမှာငရင်ဘေးနဲ့နေစရာဘုံပြောက်ရတာပေါ့ဦးစင်းဟုတ်ပါတယ်ဆရာကြီးဟုတ်ပါတယ်ဆရာကြီးအဲ့တော့ဟိုဆီယာမကြီးတော်လူမိုင်နဲ့တော့တွားနောက်တစ်ခါတွေ့ဖြစ်သေးလားမနေ့ကတွေ့ဖြစ်ပါသေးတယ်သူတို့စီမှာတော့မနေ့ပိုင်းနေလဲထမင်းနေပါလေစွန်းနေပါလေရနိုင်တယ်ထင်တယ်ဟုတ်ပါတယ်အဲ့မှာတော့ကျွေးတာမွေးတာတွေရှိပါတယ်ဟုတ်ကဲ့ဒါပေမဲ့လည်းခုနအိမ်ဆောက်ဖို့ကြတော့လေအားလုံးကလိုအပ်နေတော့ဦးစင်းတို့နေရအိမ်လေးကိုအခုကပြန်ပြုတ်ပြင်အိတ်ဖို့စားဖို့လောက်ပဲတော့ဆယ်ယာယီအိမ်ဖို့မိုးရွာရင်အကာဖြစ်အောင်လို့ရင်ဘယ်လောက်ကြတဲ့မလဲဆရာကြီးအဲ့ဒါကတော့ဦးစင်းကလည်းလက်သမားဆရာလည်းမဟုတ်တဲ့ခါကျတော့ဆရာကြီးမခံနိုင်ကြပါဘူးဆရာကြီးအေးလေအဲ့ဒါတွေတို့ဟိုလိုမျိုးယာယီတာလဘတ်ကြီးတွေနဲ့တေချာအဲ့လိုကာတဲ့ဟာတွေပေါ့လေအဲ့လိုပုံစံမျိုးနဲ့တော့ယာယီနေလို့တော့ရတာပေါ့အဲ့ဒါဆိုတာလဘတ်နဲ့ဆိုရင်တော့3-4 သိန်းလောက်ဆိုရင်တော့ကာဟိုတိုင်လုံးလေးနဲ့ခြီးပြီးတော့အမိုးအကာတွေဘေးတွေလည်းကာအောင်အဲ့လိုနဲ့တာလဘတ်နဲ့ပဲနေရင်တော့လောလောဆယ်တော့ယာကြီးတော့နေလို့ရတာပေါ့ဟုတ်ကဲ့အဲ့မှာဒုက္ခသည်စခန်းဆိုပြီးတော့ဖွင့်ထားတဲ့ဘုန်းကြီးကျောင်းတွေရှိတယ်မလားအဲ့ဒါတွေကဆရာကြီးဘယ်လိုဟောမလဲဆိုတော့အရင်တော့ငရေကဒုက္ခသည်စခန်းဆိုတာကဒုက္ခသည်စခန်းရဲ့တော့မဟုတ်ဘူးစကိုင်းအဲ့ဒီစကိုင်းမျိုးမှာသူစင်းစီရတော့ဆိုလို့နဲ့ဒီဟိုဆက်လို့ပြီးတော့အားကြတယ်ဒီနာဘက်ကရှေ့ရှောင်းရှေ့ရှောင်းနေရတယ်စကိုင်းတိုင်းနဲ့စကိုင်းတိုင်းလိုက်တော့ဘုံတော်ကြီးရှောင်းပြီးတာရှေ့ရှောင်းနေရတယ်ဘုလိုကလေးပေးလဲကြတော့သွားနေလို့ကတော့နေရာမရှိဘူးအဲ့တော့ဒီကကနေကကိုယ့်နေရာလေးမှာပဲဖြစ်တယ်လို့နေရတယ်ပေါ့ဟုတ်ပါတယ်လမ်းလေးမှာညတယ်အဲ့တိုင်းကိုပစ္စည်းတွေထုတ်အဲ့လိုနေရတာပေါ့နော်ဟုတ်ပါတယ်ဒီမှာတပည့်တော်တို့လည်းစဉ်းစားလိုက်ပါဦးမယ်နော်တပည့်တော်ပသိမ်မြို့ပြန်ရောက်နေပသိမ်မြို့ပြန်ရောက်နေနောက်တစ်ခေါက်တော့လာအောင်မယ်လို့မှန်းထားတာဟုတ်ကဲ့ဆရာကြီးဦးလည်းညကြရင်ဆရာကြီးကိုဖုန်းပြန်ပြီးတော့အကျိုးကြောင့်လေးပြောပြပါမယ်နော်ဆရာဟုတ်ကဲ့တပည့်တော်ချလိုက်မယ်နော်တယ်လီဖုန်း
ဟုတ်ကဲ့ရှင် ဒါပဲနော်โอเคဘာသာပုံညာရှင် ဘိုင်ဘိုင် ဒီကနေကြည့်ရင်တော့ဘယ်လိုမြင်ရလဲပြောတာဘာလို့ပြူကြတောင်းစင်းလား ကျွန်တော်ဝိနေရကာလာအကုန်ဝိမိကိုပမာလောကကြီးတဲ့မေးပြောင်းမျောလွင်တာကျွန်တော်ဤလျှောက်ခဲ့ရလားလူစရိုက်တော့ကမောင်မပြည့်စည်ခြင်းလမ်းပြနော်တွင်နိုင်တဲ့မွန်ဘီမနာရီမောင်မိုက်ကိုဆိုမောခြင်းမှာကျွန်တော်ဝိညာဉ်အော်ဟစ်စေယေရှုခရစ်တော်လမ်းပြခဲ့ပြီဒီမင်းလောင်တိုင်းဝါလွမ်းမောခြင်းမှာကျွန်တော်အသက်ကိုကယ်တော့စိတ်လမ်းတော့အရာနိုင်စေပြီ လောကကြီးတဲ့ကြီးမွန်ခြင်းနဲ့ပင်ပန်း၍လေးတော်ဝင်များယေရှုဖျားထံဆောင်ပွားဂျေစုတရားလမ်းသက်တာသိနိုင်နေကြပြီဇာတိပြေဆောင်ရလမ်းဆိုမော